Hi, welcome back to my life. ဒီနေ့မှာတော့အချစ်ကိုလူတွေကဘယ်လိုဖော်ကျူးကြလဲမသိဘူးဒါပေမဲ့ဒီထဲမှာစာရေးစရာတော့အချစ်ကိုဖော်ကျူးထားတာဆက်လိမ့်နဲ့အရိုးကောင်းလေးနဲ့ပုံစံမျိုးနဲ့ဖော်ကျူးထားတာအဲ့တော့သူဖော်ကျူးချက်ကဘာလို့ဖော်ကျူးထားရလဲဆိုတော့သိအောင်တော့ကျွန်တော်အဆုံးထိချိန်လိုက်အောင်အင်မတန်မှာတကယ်ကိုလှပတဲ့စာသားတွေဖြစ်တယ် Okay, let's get started. Love is like a secret. It is fun at first, but eventually it kills you. စာကြောင်းကဒီလောက်ပါပဲဒီစာကြောင်းကိုကျွန်တော်အပေါ်မှာလည်းရေးပြထားမှာဘာသာပြန်ပြီးတော့လည်းခန်းစားသုံးသပ်လို့ရပါတယ်ဒီထဲမှာ तू ကဘာကိုကျွန်တော်ပို့ပြီးတော့အင်းစားဆရာကြီးဆရာမကြီးတွေကဘာကိုမိကောင်းထုတ်တယ်သူတို့ပို့တည်ပါတယ်ခဏနောက်ပြီးတော့အချင်းနဲ့ပတ်သက်တဲ့နားလည်တဲ့လူတွေလည်းပို့ကျွမ်းကျင်တဲ့ချေဝတ္ထုချေမီတူကဆရာဆရာမကြီးတွေကလည်းသဘောပေါက်နားလည်ကြပါတယ်ဒါပေမဲ့စာရေးသူဘာကိုမိကောင်းထုတ်ပြထားတယ်ကျွန်တော်အနေနဲ့ share လုပ်ပြရမယ်ဆိုရင်တော့ သူပြောထားတော့ love is like a secret အချစ်ကစလိတ်တလိတ်လိုပဲစလိတ်လိတ်နဲ့တူတယ်တဲ့ it is fun as fun အစာပိုင်းမှာတော့ပျော်စရာကောင်းတယ်တဲ့အစာမှာတော့ပျော်စရာကောင်းတယ် but eventually it kills you ဒါပေမဲ့နောက်ဆုံးရောက်ရင်တော့နောက်ဆုံးမှာတော့သူကမင်းကိုတပ်ပစ်လိုက်နိုင်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ကဒါကိုကျွန်တော်တို့သဘောပေါက်နားလည်နေရမယ်ဒါကြောင့်မို့ကျွန်တော်တို့က don't love too much don't hold too much ဆိုတဲ့ပထမတင်ခဲ့တဲ့စာလေးလိုပဲကျွန်တော်တို့အဆအရရကိုအလွန်ကျူးလုပ်လို့မရပါဘူးတန်စိမ့်လုံးပေးတော့ပဲလုပ်လို့ရအောင်ဖြစ်ပါတယ်ဒီစာသားကနေပြီးတော့မှကျွန်တော်အနေနဲ့အကျိုးကျေးဇူးတစ်ခုခုမျိုးတစ်ခုရနိုင်မယ်လို့ကျွန်တော်မျှော်လင့်ပါတယ်ဗီဒီယိုကိုအဆုံးထိကြည့်ပေးရတဲ့အတွက်လည်းကျေးဇူးအများကြီးတင်ပါတယ်ဒီမှာပိုကောင်းတဲ့စာသားအနေနဲ့အတူပိုကောင်းတဲ့ flow နဲ့ကျွန်တော်ပြန်လာခဲ့ပါမယ်I love you all see you in my next video bye bye